လေချောင်းပါလေချောင်းမှာကျွန်တော်တို့သူများတဲ့ F6 တွေဘာတွေမသုံးနိုင်ဘူးအခုလို MiG-29 တွေ MiG-31 တွေဘာလဲမသုံးနိုင်ဘူးမသုံးနိုင်အမှ Yak 130တွေဘာမသုံးနိုင်သေးဘူးစီဝိုင်းလည်းပိတ်ဆို့ခံစီဝိုင်းလည်းပိတ်ဆို့ခံထားတယ်ကျွန်တော်တို့ဒီမှာအကောင်းဆုံးရှိတာဆိုဘာရှိဆိုဟိုတည့်ကွက်လာတဲ့ F7 လောက်ပဲရှိနောက်တစ်ခါ Yugoslav နဲ့တူတဲ့ G7 ဆို Super Gallant အဲ့ကောင်ကအဲ့ဒါလေခုနပြောမဟာဗျာဟို F16 ရေတော့ဘယ်ရှင်လို့ရဟိုကောင်နဲ့ Air to Ground ဟိုက G4 က Air to Ground ပြတဲ့ဟာ F7 ဆိုတော့ဂျာပြတ်တက်ခိုက်လေးအဲ့ဒီဟာမျိုးတွေကြတော့ဒါတော့ပဲရှိတယ်အဲ့စင်းပြောလို့ရှိရင်တော့မြန်မာပြည်ရဲ့အဲ့ချိန်မှာစေးရနေမားနေတဲ့အချိန်အဲ့တော့ချွန်လီပိုင်ကဒါသူကမြန်မာပြည်ကိုအကဲတွေးလို့ဆိုင်ပြီးလို့ရှိရင်တက်စင်ကိုသူကပြဿနာနဲ့သူကလွှဲပေးလိုက်ခြင်းတယ်မြန်မာနဲ့ပြဿနာထားခဲ့လိုက်တယ်ဒီလူစိတ်ပုတ်တယ်အဲ့လိုချွန်လီပိုင်အစင်မပြေဘူးလေဘာမှလည်းစင်အဲ့တော့အဲ့လိုမျိုးဒါနောက်ခံအကြောင်းတရားလေးနောက်ခံအကြောင်းအဲ့လိုအစင်ရှိနေတဲ့အချိန်အဲ့လိုအခြေအနေရှိနေတဲ့အချိန်မှာအဲ့ခုနကကျွန်တော်ပြောတဲ့ O7 ဒါတိုက်ပွဲအစဘယ်အစရဆိုခုန O7 တိုင်ပွဲတော့မှာကျွန်တော်တို့ခမရ359ကနေပြီးတော့ဒုရာခံကိုကြော်ထီးဦးစီးတဲ့အင်အား10ဦးအဲ့စခန်းကမှ O7 တောင်ကမှတက်ဆွဲရတယ်ဒီတောင်ပဲရှိတာနော်10ယောက်ပဲရှိတယ်ဒုရာခံကိုကြော်တက်ဆွဲရတယ်အဲ့ဒါကိုအဲ့2000ခုနှစ်ဇန်နဝါရီလထဲမှာဒီဂျိုးရီးယားဘက်ကနေပြီးတော့တက်ကြကြီးအဆင့်ရှိတဲ့အယောက်20လောက်ကအဲ့ဒီမနေ့မှာရောက်လာပြီးတော့အဲ့ဆဲကြော်ထီးအခုခေတ်ခေါ်ရင်တော့ဘိုးလေးပေါ့ဘိုးလေးကြော်ထီးမင်းတို့စမ်းဘွားဆင်းပြီဟာဒါငါတို့ပိုင်တဲ့နေရာငါတို့စကန်ဆွဲမယ်လို့ပြောတယ်ဒါအဲ့လိုပြောရနော်အဲ့ပြောခိုင်းတော့စိတ်ကြော်ထီးရလေဟာတက်ကကောင်မဲဟာဒီစကန်မှာငါနေတာအိုသေးတော့မယ်ဒီမှာတူဟိုတရုတ်ဖြူကွန်မန်ဒါလက်ထက်တည်းကနေပြီးတော့ဒီမှာစကန်မှာငါတို့ထိုင်နေတာမင်းတို့ထိုင်နေရမဟုတ်ဘူးပြန်တော့ဘလိုင်းရန်စားတာပဲရန်စားသွားအဲ့လိုရန်စားမှ तू ကလည်းဒါအကဲဆက်ရမှာစစ်တယ်ရမှာလေပြဿနာဖြစ်မှ तू စစ်တယ်လို့ရအောင်ရန်လာစားအစိမ်းကြော်ထီကပြန်ပြောလိုက်တယ်ပြန်လို့ပြောလိုက်တယ်မလာခဲ့နေလို့ရန်လာမစားနဲ့အေးစိနေဒီကောင်ကမပြန်ဘူးဒါပေမဲ့အဲ့စခန်းရဲ့ရှေ့ဂိုက်200လောက်မှာဂိုက်200လောက်အကွာမှာစခန်းချပြီးတက်ဆွဲတာတယ်အဲ့တော့ဇိုင်းကြော်ထီကချက်ချင်းသူ့တက်ကိုသတင်းပို့တယ်ဘာကြောင့်တိုင်းမှုတွေဒီတိုင်းမှုဆိုခုနဘုံကြီးမျိုးချစ်ပေါ့ဘုံတိုင်းမှုတို့တိတယ်ဟာတိုင်းမှုကမှတစ်ဆက်ပြောမှုကမှတိုင်းမှုဘာညာအဲ့အကုန်လုံးတိကြတိတော့အဲ့လိုကိုဘက်ကတော့ဒီအချိန်နဲ့တိလိုက်ဟာအချိန်နဲ့တော့ဒီကောင်ရလာဒါပေမဲ့ဘာမှမဖြစ်သေးတဲ့ဘာမှမလုပ်သေးဘူးအဲ့တခါနောက်တစ်ခါအဲ့2000ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာပထမတစ်ခါတော့ကျွန်တော်ဇန်နဝါရီလသူရက်ဆွဲအတိအကျမပေါ့ဇန်နဝါရီလနောက်တစ်ခါ9ရက်နေ့ဆိုတော့ဒီဇန်နဝါရီလ1ရက်နေ့ကနေပြီး6ရက်နေ့အတွင်းပေါ့ကွာဒီဘက်တပတ်လောက်အတွင်းမှာတခါနောက်ထိုင်းဘက်ကနေပြီးတော့ဘိုးကြီးရိုးထင်ထိုင်းတက်မလို့ကဘိုးကြီးရိုးထင်ဦးစီးတဲ့အယောက်40လောက်ကတခါထက်လာနှစ်ဆလောက်ဖြစ်လာပြီထက်လာပြီးတော့အဲ့ဆရာကြီးကျော်သေးကိုဟဲ့စင်းပေးအဲ့မှာကျော်ကြီးကျော်သေးကဆရာကြီးကျော်သေးကစိတ်ဆိုးသွားတယ်စိတ်ဆိုးတနကပိုင်ကြီးတွေဖောင်းတိုင်းနဲ့အဲ့လိုဆက်တင်လိုက်ပြီးတော့မစစ်ပေးနိုင်ဘူးကွာမင်းတို့ငါတို့ဘောက်လေတာစားမင်းတို့မစစ်ပေးနိုင်မင်းတို့ဘာလို့ရှင်လဲပြောအဲ့လိုမျိုးသူကစိတ်တူသွားတယ်ခက်ကြမ်းပေါ့ခက်ကြမ်းအတရက်ကြီးပဲဆွတ်တင်လိုက်တယ်ဖြောင်းနေပါမောင်းနေပါဆွတ်တင်လိုက်ဖြောင်းထန်ဆွတ်တင်ပြီးတော့အဲ့မှာအဲ့တော့ဒီကောင်တွေကလည်းဟာမရဘူးဆိုပြီးတော့ဒီကောင်ဟိုဘက်ကဒုရကမိုးကြီးကမလွယ်ဘူးကြမ်းတဲ့ဟာပြန်ဆင်းသွားပြန်ဆင်းပြီမဲ့လဲတစ်ဖက်ကစေးပြင်းနေဟိုပြန်ဆင်းနေဆိုမဲ့ပြန်မဆုတ်သွားဘူးအဲ့ရှေ့မှာအဲ့မှာလာပြီးတော့ပြင်ဆင်စုဖွဲ့အဲ့တော့နောက်တစ်လေကြာကြောတခါအဲ့ယူရီးယားမှာတခါလာပြီးယူရီးယားကအင်အား100တိုးလာပြီးအင်အား100ထပ်ပြီးဖြည့်တယ်ပြီးတော့စုစုပေါင်းအဲ့အောက်မှာလှုပ်ရှားနေတော့300လောက်ဖြစ်သွားတယ်ကိုဘက်ကဘာမှမတိုးသေးဘူးနော်ဆက်ရောက်ကိုဘက်ကဘာမှမလုပ်သေးဘူးအဲ့မှာနောက်ဟိုဘက်ကဘာလို့ဆိုကွန်မန်ဒိုအင်အား100လောက်ထပ်ဖြည့်တယ်ပြီးတော့ကွန်မန်ဒိုတိုက်တန်ချက်က5စီးနောက် M60 တင်ကား4စီးနောက်10မောင်စိန်မြောင်းတင်ရင်2စီးဟိုဘက်ကအင်အားထပ်ဖြည့်ကြတော့အဲ့မှာဟာဒီဘက်ကမဖြစ်တော့ဘူးမဖြစ်တော့ဆိုဒီဘက်ကနောက်ထပ်တက်စုပဲထပ်ဖြည့်တယ်ထပ်ဖြည့်အကြီးဖြစ်လာနောက်အဲ့ဟာကိုဘယ်လိုသိရလဲဆိုတော့နောက်ပိုင်းမှာဘယ်လိုထိုင်းတက်မတော်ကတိုင်း3တိုင်းမူဘိုးချိုကြီးဝတနာချိုင်းကတိုင်းတိုင်းလုံးကိုဦးစီးပြီးတော့တစ်နေတန်ကြက်ကလေးလေချောင်းရေချောင်းအားလုံးအသင့်ပြင်ဆင်ထားပြီးအဲ့တည်င်းကထောင်လိုက်ရပြင်ထားပြီးနောက်တော့ချင်းရိုင်မှာလဲ155မောင်းပါဆိုဟောက်ဝေးစားအမြောက်ကြီးကို155 155အမြောက်ကြီးအဲ့155အမြောက်ကြီး9လက်ကအသင့်ပြင်ထားပြီးအရှင်ကြီးကအဲ့လိုဖြစ်သူတို့ကတိုက်တော့ပါရဲ့ပေါ့သူတို့ကချမှာနောက်လေတက်ကလည်းသူက F16 တိုက်လေရင်တွေအားလုံးအသင့်ပြင်ပြီးနောက်ပြီးတော့အဲ့မှာသူတို့ကသတင်းရပါတော့ရွက်စစ်ကခုန SUR ပေါ့ SUR ကိုရှေ့တန်းတင်ပြီးတော့O7 ကိုတိုက်မယ်ပြီးလို့ရှိရင် channel ဖွဲ့တွေကထိုင်းတက်ဖွဲ့တွေကတာချီလိတ်ကိုသိမ်းမယ်ပြီးလို့ရှိရင်ဗာလဲchannel ဖွဲ့တွေကလည်းအဲ့ channel သူ့ဟိုဘက်အဲ့ဒန်ဆာခုံးမရှိစခန်းတွေအကုန်သိမ်းမယ်
နေစားအားလုံးပေါ့ နေစားအလုံးနေထိုင်းနဲ့ထိတဲ့နေစားအလုံးသိမ့်မယ်ဆိုတဲ့အနေထားဖြစ်သွားဒါနောက်ပိုင်းရတဲ့တင်ပေါ့အဲ့တော့ဒီဘက်ကမြန်မာအဲ့တော့မြန်မာတက်မလို့ကဘာလုပ်လဲဆိုတော့အခမ359ထိုင်းတာချီလိမ့်မှာကတော့3ရင်းရှိတရင်3ရင်းရှိတယ်တရင်3ရင်းမှာမှတရင်ဟို2ရင်းတရင်နာ2ရင်းထွက်ပေါ့နော်အဲကျန်တဲ့တရင်နေလောကသူကဒီခမရ359ကသူကဒီထိုင်းနဲ့စခန်းနိုင်နေတဲ့လုံခြုံရေးလောက်ရတယ်ကျန်တဲ့တရင်ကတာချီလိမ့်မျိုးပေါ်မှာလုံခြုံရေးလောက်ရတာချီလိမ့်မျိုးတွေလုံခြုံရေးလောက်ရအဲ့တော့ဒီမှာမြန်မာဘက်မှာကခုနအခမ305စစ်ကြောင်းနဲ့ဒုတိုင်မှုဘုံမှုစိုးစိုးစောဦးစီးနဲ့စစ်ကြောင်းတို့တစုနဲ့အင်အား220ဦးပြင်ထားတယ်နောက်ပြီးရင်87မမစိန်မြောင်း2လက် MA7 2လက်ဟလာ BA103 လောင်ချာ2လက်နောက်ပြီးပြစ်ကူဖြစ်နေအမှတ်3ခွန်ကိုအမြောက်တက်ခွဲနေပြီး110မမစိန်မြောင်း3လက်နောက် Lamsam Leader စကန်နေပြီး G4 F7 ဒါနှစ်ဖက်စစ်ပြင်တဲ့အနေထားနှစ်ဖက်စစ်ပြင်တာဟိုဘက်ကတော့အင်အား3လောက်ဒီဘက်ကတိုင်းတာပဲတိုင်းတော့မှာပဲဒါတရင်မှုဥက္ကဋဘုံမူမျိုးချစ်တရင်မှုဘုံမူမျိုးချစ်ဘုံမူဒုတိယဘုံမူမျိုးချစ်ဦးစီးတဲ့စစ်ကြောင်းတစ်ကတာချီလိမျိုးထဲမှာရှိသေးတယ်အဲ့ဒီO7ထွက်မလာသေးဘူး O7 နဲ့တာချီလိတဲ့ဘလောက်မှဝင်သွားဟိုနီးလေးပဲသွားလို့ရတယ်သူကတရင်နဲ့ဒီ O7 ကုန်းနဲ့လမ်းလျှောက်သွားလို့ရတယ်တစ်ချီစရာမလိုအဲ့တော့အဲ့မှာတော့ဘိုးကြီးဟိုပြီးတော့အဲ့မှာကျတော့တော်ခုနတက်ခွဲပဲထားသေးတယ်လောလောဆယ်အဲ့တော့အဲ့ချိန်တော့တိုင်းမှုကဘာတူလဲဆိုတော့ကျွန်တော်တို့ရဲ့ချစ်တော်ကြီးဘုချုပ်သိန်းစိန်နိုင်ငံတော်သမ္မတကြီးဘာပြောင်းသိန်းစိန်ပေါ့နော်သိန်းစိန်အရှင်တော်တိကတိုင်းစင်တာတိုင်းမှုနောက်တခါဓာကဆမိုင်းဖြတ်ဓာကဆမှုကဘုံမှုချုပ်တန်းအောင်နော်နောက်ပြီးတော့အဲ့ချိန်မှာအဲ့လိုမျိုးတစ်ဖက်စစ်ပြင်တာပေါ့နော်စစ်ပြင်တဲ့ချိန်မှာအဲ့ချိန်မှာမြန်မာတက်မတော်ကဒါစစ်ပြင်စင်မှုအကောင်းဆုံးချိန်ပဲစစ်စည်းရုံးမှုအကောင်းဆုံးချိန်ပဲဒါဆိုကျွန်တော်လည်းအဲ့ချိန်တော့ဒီ social media တွေမှာတွေ့ရတယ်ဟာထိုင်းနဲ့ပြဿနာဖြစ်နေပါလားပြီးအဲ့ချိန်မှာဒင်းလိုက်တဲ့မှာကျွန်တော်ဒေါက်တာမတ်တင်ဝင်းတို့တက္ကသိုလ်မြတ်သူတို့နောက်တင်တန်းဦးတို့နောက်ပေါက်စာတို့ကပ္ပိယကန်ကောင်းတို့ဖိုးခွားတို့ဖိုးညံတို့ငခင်ညိုတို့စောင်းမတွေနဲ့ဒင်းလာတဲ့မှာရေးလဲစစ်စည်းရုံးမှုလုပ်နေတယ်ဟလာပြီးဒေါက်တာမတ်တင်ဝင်းဆိုဗာလဲဟာကျွန်းမဖြစ်ဘူးကျွန်းစစ်တယ်တို့ဘာလို့စောင်းမတွေနဲ့လေဟိုထိုင်းရတော့သူ့ကို blacklist လုပ်လိုက်တယ်လေခေါင်းလေးတော့ခောက်ပလိုက်ချင်တဲ့ချာပကြီးပြောတယ်ထိုင်းလိုက်ခေါင်းလေးခောက်ပလိုက်ချင်တဲ့ဆရာမဒေါက်တာမတ်တင်ဝင်းပြောတာလေသူ့ blacklist လုပ်လိုက်တယ်အဲ့ချိန်မှာစစ်စည်းရုံးမှုကအရန်ကိုမြင့်တက်နေချိန်တာချီလိမ့်မှာလဲအိမ်တိုင်းလိုမြန်မာအလံလွင့်နေပြီတာချီလိမ့်မှာပြီးလို့ရှိရင်အဲ့ချိန်မှာတက်ကဲရဲရဲလဝကရဲဟလာပြည်သူစစ်ကဲတမလို့အကုန်လုံးကစီလုံးညီညွတ်ပြီးတော့အရန်ကိုပူအောင်ဆောင်မတာအကောင်းနေ ready ပဲပေါ့ ready ဖြစ်တယ်အဲ့တော့အဲ့လိုမျိုးမြန်မာဘက်ကလည်းစစ်တီးလို့ထိုင်းမှာလည်းအဲ့လိုပဲသူတို့ဘက်ကစစ်တီးဘာလဲဆိုအဲ့မှာ Thai Channel 7တို့ဘာလို့မှာသူတို့စစ်တီးလို့တာပေါ့နော်အဲ့တော့ဟိုက